ရှင်ဒီနေ့မှာတော့လေ trading chart တွေမှာတကယ်ကိုအခြေခံကြတယ်ဒါပေမဲ့ imitant အစွမ်းထက်တဲ့ tool နှစ်ခု horizontal line နဲ့ ray အကြောင်းကိုပြောပြပေးတော့မှာပါဒီ tool ကိုကောင်းကောင်းအသုံးချပြီးတော့လေကိုယ့်ရဲ့ chart တွေကိုဘယ်လိုမျိုးပို့ပြီးတော့ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်မလဲဆိုတာအတူတူကြည့်လိုက်ကြရအောင်နော်trading လုပ်ကြတဲ့အခါအားလုံးလုံးကြုံထူးကြမဲ့ပြဿနာတစ်ခုကတော့ chart တွေကမြင်းဖုံးစုံ indicator တွေနဲ့ရှုပ်ရခတ်နေတာမယ်ဟုတ်တယ်ဟုတ်ဘယ်ကိုကြည့်ပေးပါကိုအာယုံဆက်ရမှမသိတော့ဆုံးဖြတ်ချက်တွေလည်းလွဲကုန်ရောဒါပေမဲ့စိတ်မပူပါနဲ့ဒီလိုရှုပ်ထိနေတာတွေကိုဖြည့်ရှင်းပေးနိုင်မဲ့ရှင်းရှင်းလင်းလင်းနည်းလမ်းကောင်းတစ်ခုရှိပါရဲ့ရှင်ကဲအဲ့ဒီရှုပ်ထွေးနေတာတွေကိုရှင်းလင်းဖို့အတွက်ပထမဆုံးခြေလမ်းကပါလဲဆိုတော့အခြေခံအကြဆုံးတူတစ်ခုဖြစ်တဲ့ horizontal line ကိုတည်တည်ကြကြနားလည်ဖို့ပါပဲဒါကဈေးကွက်ရဲ့အရေးကြီးတဲ့ level တွေကိုဖော်ထုတ်ဖို့အတွက်အကောင်းဆုံးအစပျိုးမှုတစ်ခုပါပဲရှင် horizontal line ဆိုတာကလေတကယ်ကိုရိုးရိုးလေးပါပဲ chart ပေါ်မှာသတ်မှတ်ထားတဲ့ဈေးနှုန်းတစ်ခုတည်းကိုဖြတ်ပြီးတော့ဘယ်ဘက်ရောညာဘက်ရောအဆုံးမရှိဆွဲထားတဲ့မြင်တစ်ကြောင်းပါပဲသူရဲ့အဓိကတာဝန်ကတော့ဈေးနှုန်းအတွက်အထောက်ပံ့ဖြစ်တဲ့ support နဲ့ခုခံမှုဖြစ်တဲ့ resistance နေရာတွေကိုဖော်ထုတ်ပေးဖို့ပါပဲ support ဆိုတာကလေချမ်းခင်းတစ်ခုလိုပါပဲဈေးနှုန်းကအောက်ကိုတဖြည်းဖြည်းချလာတယ်ဒီ level ကိုရောက်တဲ့အခါမှာတန်းသွားပြီးလို့အပေါ်ကိုပြန်ပြီးကန်တက်သွားတတ်တယ်အဲ့ဒါကြောင့်မလို့ချရဲ့အနှိမ့်ဆုံးအချိုးကွဲလေးတဲ့ swing lows နေရာတွေမှာအများဆုံးဆွဲလေရှိကြတာပေါ့ resistance ကကြတော့မျက်နှာချက်နဲ့တွားတူပါတယ်ရှင်ဈေးနှုန်းကအပေါ်ကိုတက်လာတယ်ဒါပေမဲ့ဒီ level ကိုကြော်မတက်နိုင်ဘဲနဲ့အောက်ကိုပြန်ပြီးတော့ဆင်းသွားတတ်တဲ့နေရာမျိုးပေါ့ဒီမြင်းကိုကြတော့ချရဲ့အမြင့်ဆုံးအချိုးကွေးတွေswing highs တွေမှာဆွဲကြပါတယ်ဒီနေရာမှာတိတ်ရေးကြီးတဲ့အချက်တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့လေမြင်းတစ်ချောင်းတဲကိုဈေးနှုန်းကအကျဉ်းချင်းလာထီးတယ်ပြီးတော့ပြန်ခန်းထွက်သွားတယ်အဲ့လိုဖြစ်လေအဲ့ဒီ level ကပို့ပြီးတော့ခိုင်မာလေးပါပဲအနည်းဆုံးနှစ်ကျင်းဒါမှမဟုတ်အဲ့ဒီတဲ့ပို့ပြီးထိထားတဲ့နေရာမျိုးဆိုရင်အဲ့ဒီ level ကတော်တော်လေးအားကောင်းတယ်လို့သတ်မှတ်လို့ရပါတယ်ရှင်အခုပြောမယ့်ဟာကတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အယူအဆတစ်ခုပါ S/R flip လို့ခေါ်တယ်ဆိုလိုတာကအရင်ကမျက်နှာချက်ဖြစ်ခဲ့တဲ့ resistance မြင်းတစ်ခုကိုဈေးနှုန်းကအားနဲ့ဖောက်ပြီးတက်သွားတယ်ဆိုပါစို့အဲ့ဒီအခါမှာလေအဲ့ဒီမြင်းကပဲနောက်ပိုင်းမှာကျန်းခင်းတစ်ခုလိုမျိုး support အသည့်အဖြစ်ကိုပြောင်းလဲတော့တတ်ပါတယ်ကဲအခြေခံလေးတွေတော့တီးသွားပြီဆိုတော့အခုဒီရိုးရှင်းတဲ့အတူလေးကို Keyboard Trading အယူအဆတစ်ခုဖြစ်တဲ့ Smart Money Concepts SMC နဲ့ဘယ်လိုပေါင်းဆက်ပြီးပို့ပြီးအစွမ်းထက်အောင်တုံးလို့ရမလဲဆိုတာကိုဆက်ပြီးကြည့်လိုက်ကြရအောင် SMC သုံးတဲ့ trader တွေကလည်း horizontal line ကိုအထူးကအနီလန်း၃မျိုးနဲ့အသုံးချကြတယ်ပထမတစ်ခုက liquidity levels ကိုမတားဖို့ပါဆိုလိုတာကအရင်ကဖြစ်ခဲ့တဲ့ highs နဲ့ lows တွေမှာရောင်းဝယ်မှုတွေစုပုံနေတတ်တယ်လေအဲ့ဒီနေရာတွေကိုမြင်းလေးတားထားပြီးဈေးခွက်ကအဲ့ဒီ liquidity မိုလာယူမဲ့အခွင့်အရေး liquidity grab ကိုကြိုတင်ခမန်းတာပေါ့ဒုတိယတစ်ခုကတော့အဲ့ဒီအဓိကမြင်းကိုဈေးနှုန်းကဖောက်ထွက်သွားပြီဆိုရင်ဈေးခွက်ဖွင့်စည်းပုံပြောင်းသွားပြီဆိုတာကိုချက်ချင်းမြင်နိုင်တာပါနောက်ဆုံးတစ်ခုကတော့1.2000 လိုမျိုး round number တွေပေါ့အဲ့ဒါတွေကစိတ်ပိုင်းဆိုင်ရာအရာရေးပါတဲ့အလဲပြောင်းနေရာတွေဖြစ်တယ်လို့မြင်တာပြီးစောင့်ကြည့်ကြတာပါရှင်ဒါပေမဲ့အားသာချက်တွေအများကြီးရှိတယ်လို့သူ့မှာအားနည်းချက်တစ်ခုလည်းရှိနေပြန်ရောအဲ့ဒါကဘာလဲဆိုတော့အရေးကြီးတဲ့ထင်တဲ့နေရာတိုင်းမှာမြင်းတွေလိုက်ဆွဲနေမယ်ဆိုရင်ချအဟူလုံးကရှုပ်ပွက်သွားပြီးတော့လက်ရှိဈေးနှုန်းကိုတည်တည်ကြကြသုံးသပ်ဖို့ခက်သွားစေတာပါပဲအဲ့ဒီတော့လေဒီလိုရှုပ်ထွေးမိတဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်ပိုပြီး smart ကြတဲ့ tool တစ်ခုနဲ့ mix up ပေးပါစေအဲ့ဒါကတော့ horizontal ray ပဲဖြစ်ပါတယ်ရှင် horizontal ray ဆိုတာကတော့လေကိုသတ်မှတ်လိုက်တဲ့အစာမတ်တစ်ခုကနေညာဘက်တနည်းအားဖြင့်အနာဂတ်ဘက်ကိုပဲအဆုံးမရှိဆွဲသွားတဲ့မြင်းတစ်ကြောင်းပါဥပမာလေးနဲ့ပြောရရင် horizontal line ကပေတန်းရှည်ကြီးနဲ့တူတယ်ဆိုရင် horizontal ray ကကြတော့လေဆာမီးလိုပဲကိုထိုးပြခြင်းတဲ့နေရာနေပဲအလင်းတန်းကထွက်သွားတာမျိုးနဲ့တူပါတယ်ရှင် ray ရဲ့အဓိကအားသာချက်ကအဲ့ဒါပါပဲအတိတ်က chart တွေကိုလုံးဝမရှုပ်စေဘဲနဲ့ကိုအာယုံစိုက်ခြင်းနဲ့သတ်မှတ်ချတဲ့အစမတ်တစ်ခုကနေအနာဂတ်အတွက်ပဲမြင်းဆွဲထားနိုင်တာပါဥပမာပြောရရင်ဒီနေ့ရဲ့မြင်းဆုံးဆွေးကနေစပြီးတော့အနာဂတ်မှာအဲ့ဒီ level ကဘလို့အယုတ်သက်ရောက်နိုင်မလဲဆိုတာကိုရှင်းရှင်းလင်းလင်းနဲ့စောင့်ကြည့်လို့ရတာပေါ့ကဲအခုဒီဂျူနုခုရဲ့ကွာခြားချက်တွေကိုရှင်းရှင်းလင်းလင်းမြင်သွားအောင်လို့တိုက်ရိုက်နိုင်ရှင်ကြည့်လိုက်ကြအောင်ဒါမှဘယ်ချိန်မှာဘယ်ဟာကိုသုံးရမယ်ဆိုတာကိုပို့ပြီးတော့သဘောပေါက်သွားမှာပါဒီဇာတ်လေးကိုကြည့်လိုက်တာနဲ့အားလုံးရှင်းသွားလောက်ပါပြီhorizontal line ကဘေးရောညာရပါအဆုံးမရှိဆွဲတာမို့လို့ chat တစ်ခုလုံးကိုပြေဝစေနိုင်တယ်။ဒါကြောင့်ရေရှည်အတွက်အရေးကြီးတဲ့ SNL level ကြီးတွေကိုမှတ်သားဖို့ပိုသင့်တော်ပါတယ်။ horizontal ray ကအစမှတ်တစ်ခုတည်းကနေညာဘက်ကိုပဲဆွဲတာဆိုတော့အတိတ်က chart ကိုမရှုပ်စေပဲရှင်းလင်းနေစေတယ်။အဲ့တော့လက်ရှိ trend အတွက်အရေးပါတဲ့ level တွေကိုမှတ်သားဖို့ကတော့အကောင်းဆုံးပါပဲရှင်။
ranch ရဲ့ဒီလိုရှင်းလင်းတဲ့သဘောဝကြောင့်မို့လို့ SME စီမှာအတိအကျသုံးလို့ရတဲ့နေရာတွေရှိလာပါတယ်ဥပမာမနစ်ကရဲ့အမြင့်ဆုံးနဲ့အနှင်းဆုံးစီ PDH/PDF နေရာကနေဒီနေ့အတွက် ranch ဆွဲပြီးစောင့်ကြည့်တာမျိုးပြီးတော့ဈေးနှုန်းတူနေတဲ့ equal high/lows တွေကနေအနာဂတ်အတွက် liquidity pool ကိုမှတ်သားတာမျိုးနောက်ပြီးဈေးကွက်ဖွဲ့စည်းပုံကြိုးသွားရဲ့နေရာကနေဈေးပြန်လာမလားဆိုပြီးစောင့်ကြည့်တာမျိုးလေးမှာအရန်ကိုအသုံးဝင်ပါတယ်ရှင် ကဲအဆုံးသတ်အနေနဲ့ပြောချင်တာကောလေ trader တယောက်အနေနဲ့အဓိကရည်မှန်းချက်ကဘာဖြစ်မှုလဲပိုကောင်ဝဲဆုံးဖြတ်ချက်တွေချနိုင်မို့တဲ့ရှင်းလင်းနေတဲ့ chart တစ်ခုကိုပိုင်ဆိုင်မှုပါပဲဟုတ်တယ် ဒါကြောင့်မို့လို့နောက်ဆုံးအကြံပြုချက်အနေနဲ့ကတော့လေကိုယ့်ရဲ့ချကိုအမြဲတမ်းရှင်းလင်းနေစေခြင်းလေဆိုရင် horizontal line ထက် horizontal reel ကိုပို့ပြီးတော့အသုံးပြုသင့်တယ်ဆိုတာပါပဲဒီလိုလုပ်လိုက်ခြင်းအပြင်တကယ်အာရုံစိုက်ရမယ်လက်ရှိဈေးကွက်ဖွဲ့စည်းပုံကိုပို့ပြီးတော့ထင်ထင်ရှားရှားမြင်နိုင်မှာဖြစ်ပါလေရှင် ကဲအခုဒီအကြောင်းအရာတွေကိုတည်သွားပြီဆိုတော့ကိုယ့်ရဲ့ trading chart ဒီကိုပို့ပြီးတော့ရှင်းလင်းသိကြအောင်ပြောင်းလဲဖို့အသင့်ချီသွားပြီလို့ထင်ပါတယ်ဒီ tool တွေကိုမှန်မှန်ကန်ကန်သုံးကြပြီးတော့ပိုကောင်းတဲ့သုံးသက်ချက်တွေပြီးတော့နိုင်ကြပါစေလို့တိုက်တွန်းရင်းနဲ့ပဲဒီတင်ဆက်မှုကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ရှင်